ကျောင်းပြီးချင်းမဲ့နန္ဒာကလက်ထပ်လိုက်ရတယ်နန္ဒာရဲ့အမျိုးသားနာမည်ကတာဦးကျော်ပါကျွန်တော်ကတော့နန္ဒာခေါ်သလိုကိုလို့ပဲခေါ်ပါမယ်နန္ဒာလက်ထပ်လိုက်တာလင်းထင်တော့မှမသိလိုက်ရပါဘူးစာလေးတစ်စောင်တော့မှရေးပြီးတော့အကြောင်းမကြားခဲ့တာကတော့နန္ဒာရက်ဆက်လွန်းတယ်လို့မြင်ပါတယ်သူကမိဘပေးစားလို့ယူလိုက်ရတာအတင်းပေးစားလိုက်တဲ့ပုံစံမျိုးကြီးသူမိဘတွေကိုလည်းသူမကျေနပ်ပါဘူးမကျေနပ်ပေမဲ့လည်းပဲဘာမှမပြောဘူးလက်ခံပြီးလိုက်တယ်အဲ့ဒီကလေးကနန္ဒာကသူ့မိဘနဲ့ပတ်သက်ပြီးအဆိုင်ခဲလေးကစသွားခဲ့တာပါသူတို့လက်ထပ်ပြီးတိတ်မကြခင်မှာပဲကိုကဒီစိတ်ပညာကိုနိုင်ငံခြားမှာသွားတင်ရမှာမလို့နိုင်ငံခြားမှာပဲနေရတယ်မိဘပေးစားလို့ယူလိုက်ရပေမဲ့လည်းပဲအစာပိုင်းမှာတော့အိမ်အောင်ရေးလေးကတာယာနေပါသေးတယ်နောက်ပိုင်းကျတော့အဆင်မပြေတော့ဘာလို့လဲဆိုတော့ကိုကအိမ်အောင်ကြီးဖောက်ပြန်တာဒါပေမဲ့လေဒီစာအုပ်ထဲမှာကအဲ့လိုဖောက်ပြန်ပါတယ်ဆိုတဲ့ပုံစံကြီးပေါက်မနေဒီတိုင်းတမန်ကရှန်ကဖြစ်တဲ့ပုံစံမျိုးဖောက်ပြန်နေဆိုတဲ့စကားကိုသုံးရတာတော့မှကျွန်တော်အနေနဲ့ဒီတည်းရဇက်ကောင်နည်းနည်းလေးအားနာတယ်လို့ဖြစ်မိပါတယ်